ဒီကောင်းပါတဲ့ရဟန်တစ်ပါးဟာရှောင်းလင်ကျောင်းတော်ရဲ့တော်ဆုံးတပည့်တွေဖြစ်ကြပါတယ်။အုတ်ခဲနဲ့တခြားတယောက်ရဲ့ဥကောင်းကိုရိုက်တော်သူက TN ဖြစ်ပြီးအရိုက်ခံရတဲ့သူကတော့လီဖြစ်ပါတယ်။သူတို့နှုတ်ဟာငယ်စဉ်ကတည်းကတူးနဲ့တူတိကျွမ်းနေကြတာဖြစ်ပြီးတပူးတွေစားတောက်နေထိုင်ခဲ့ရင်ကိုခံပညာတွေကိုအတူတူလေ့ကျင့်ကြပါတယ်။အမြဲတမ်းအကောင်းဆုံးဖြစ်ချင်ပြီးအရှုံးမပေးလို့တဲ့စိတ်သက်ရှိတဲ့ TN ဟာရှောင်းလင်ကျောင်းတော်ရဲ့ထိတ်တန်းကိုခံပညာရှင်ရဟန်တစ်ပါးဖြစ်ဖို့ရည်မှန်းထားပါတယ်။လီကတော့သူ့၏တငယ်ချင်းကောင်းတော့ကိုလိုက်ပါနိုင်ရတဲ့အတွက် TN ၏အိမ်မက်ကိုသူ့၏အိမ်မက်အဖြစ်မှတ်ယူထားပါတယ်။ဒီပုံရည်မှန်းတဲ့အတွက်သူတို့ဟာအချိန်ရာတိုင်းမှာသူတို့ရဲ့ကိုခံပညာစွမ်းရည်တွေတိုးတက်လာစေဖို့အချင်းချင်းရှင်းပြလေ့ကျင့်ကြပါတယ်။နှစ်ပေါင်းများစွာပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက်မှာသူတို့ဟာထူးချွန်တဲ့စွမ်းရည်တွေရှိတဲ့လူရဲတွေဖြစ်လင်းမြန်းစွာကြီးပြင်းလာခဲ့ပါတယ်။အကောင်းဆုံးကိုခံပညာရှင်ရဟန်တစ်ပါးဖြစ်လာဖို့အတွက်ဓမ္မအကယ်ဒမီကိုဝင်ရောက်ရမယ်ဆိုတာ TN ကသိထားပါတယ်။ဒါကြောင့်သူဟာတပည့်အားလုံးထဲမှာအတန်မာဆုံးဖြစ်ကြောင်းတေချာစေဖို့ပိုပြီးကြိုးစားခဲ့ပါတယ်။ဒါကိုအောင်မြင်ဖို့အတွက်သူဟာတိတ်ဆိတ်တဲ့နေရာတွေမှာခိုးကြောင်ခိုးဝါပုံအောင်ပြီးကိုခံပညာတွေကိုလေ့ကျင့်လေ့ရှိပါတယ်။မကြခင်မှာမဲ့ဓမ္မအကယ်ဒမီအတွက်လူရွေးချယ်ပွဲအချိန်ရောက်လာပြီးစစ်ဆေးသူဖြစ်ဆရာကြီးကလူရွေးချယ်ပွဲမစတင်ပြီးတပည့်အားလုံးကိုတတိပေးချက်တွေပြောကြပါတယ်။ဆရာကြီးရဲ့တတိပေးချက်အပြီးမှာတော့တရားဝင်ရှင်းပြမှုတွေစတင်ပါတော့တယ်ပထမဆုံးပွဲစဉ်ကတော့ TN နဲ့ဆရာကြီးရဲ့အရေးချင်းရှိတဲ့တပည့်ဖေသူသူတို့ရဲ့စီနီရာကိုရေးလို့ဖြစ်ပါတယ်။စတင်လိုက်တာနဲ့အရှင်ဟုန်ချင်းကအပြန်လည်ညီမျှနေပါတယ်။ဒါပေမဲ့တိုက်ခိုက်ခြင်းအနေငယ်အကြမှာတော့ TN ကအခွင့်အရေးကိုအရယူလိုက်ပါတယ်။အရှုံးကိုလက်မခံလိုက်တဲ့စီနီရာကိုကြီးကနီလန်မမန်နဲ့နီးပရိယေတွေကိုအသုံးပြုပါတော့တယ်။သူဟာထုံးမုံတွေကိုပတ်လိုက်တဲ့အတွက် TN ဟာချက်ချင်းဆိုသလိုမျက်စိဝေဝါသွားပြီးအဲ့ဒီနောက်မှာတော့စီနီယာကသူ့ကိုဖိနှိပ်တိုက်ခိုက်ပါတော့တယ်။ဒေါသထွက်ပြီးအဆက်ရသွားတဲ့ TN ကပလိုင်ဘတ်ကိုကန်ချလိုက်တဲ့အတွက်စီနီယာဟာသွေး MB မြေပြင်ပေါ်မှာလဲကျသွားပါတယ်။ TN ကဆက်ပြီးတိုက်ခိုက်ခြင်းနေတာကိုမြင်တဲ့အခါမှာတော့ဆရာကြီးကချက်ချင်းကြားဝင်တားဆီးပါတယ်။ဆရာကြီးက TN ကိုကျောင်းတော်ကနေထုတ်ပယ်ဖြစ်ချင်နေပြီးကျောင်းတော်ကနေထုတ်ပယ်ဖို့လုပ်တဲ့အခါလီကချက်ချင်းပဲအတန်းတာခံတောင်းပန်ပါတယ်။ဒါပေမဲ့ TN ကတော့ပြန်လဲအခြေအတင်စကားပြောချင်နေပါတယ်။ TN ရဲ့မလေးမစားစကားလုံးတွေကိုမြင်တဲ့အခါဆရာကြီးဟာဒေါသအကြီးကျယ်ထွက်သွားပြီးသူ့ရဲ့ကိုယ်ကန်ပညာတွေကိုဖျက်ဆီးပစ်ထိုကြံရွယ်ပါတော့တယ်။ TN ဟာတပည့်တွေထဲမှာကိုယ်ကန်ပညာအလွန်တော်ပေမဲ့ဆရာကြီးရဲ့ဆယ်စုနှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ကျင့်စဉ်တွေကိုတော့အဆုံးမှမရှင်းနိုင်ပါဘူး။အရှုံးနိုင်ရင်ဆက်ရမယ်ဆိုတာကိုမြင်တဲ့အခါသူဟာတိတ်တဆိတ်ခိုးညူတင်ကြားထားတဲ့ကိုယ်ကန်ပညာတွေကိုအသုံးပြုပြီးတိုင်တစ်ခုပေါ်ကိုခုန်တက်သွားပါတယ်။ TN ကဆရာကြီးကိုဆက်လက်ရန်စနေတာကိုမြင်တော့လီကချားတဲ့ကဖြန့်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရှောင်းလင်ကျောင်းတော်မှာတပည့်တွေကိုယ်ကန်ပညာခိုးညူတင်ကြားတာကိုတားမြစ်ထားပြီးဘယ်သူမှမဖြီးဆန်နိုင်တဲ့အမိန့်ကိုလည်းထုတ်ပြန်ထားပါတယ်။မျက်စိပသားတဲ့တစ်ဖွဲ့ကောင်းလာတဲ့တိုက်ကွက်တွေအပြီးမှာတော့လှုပ်ရှားမှုတွေအပြီးမှာတပည့်တွေဟာသူတို့နှစ်ဦးကိုတုတ်တွေနဲ့ဝိုင်းလိုက်ကြတယ်။ဆရာကြီးရဲ့အမိန့်ပေးမှုနဲ့အတူရေတွက်လို့မရတဲ့တုတ်တွေဟာသူတို့စီကိုပြစ်လွတ်လိုက်ပြီးသူတို့နှစ်ဦးကိုလဲကျသွားစေပါတယ်။ဒါပေမဲ့အချင်းချင်းအရိုက်ခံရပြီးနောက်မှာတော့သူတို့ဟာတိုက်ကွက်ပုံစံကိုတဖြည်းဖြည်းနားလည်လာပြီးကျွမ်းကျင်စွာပြန်လည်ခုခံရင်လူအုပ်ဝိုင်းထားမှုကိုဖောက်ထွန်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဆရာကြီးကတော့အလျှော့ပေးမဲ့ပုံမပြပါဘူး။တပည့်တွေဟာအမိန့်အတိုင်းတိုက်စစ်နဲ့ခံစစ်ကိုပေါင်းဆက်ထားတဲ့ဗျူဟာအသစ်တစ်ခုကိုအသုံးပြုပြီးနီးဗျူဟာတွေကိုအဆက်မပြတ်ပြောင်းလဲရင်းအရက်မျက်နှာအားလုံးကနေတိုက်ခိုက်ကြပါတယ်။သူတို့နှစ်ဦးဆက်ပြီးမခံနိုင်တော့တာကိုမြင်တဲ့အခါမှာသူတို့ရဲ့ဆရာဦးလေးတော်ဆက်သူကရုတ်တရက်ဝင်လာပြီးသူတို့ကိုလွတ်ပေးလိုက်ကဆရာကြီးရဲ့ပြစ်တင်မှုကိုသူတူးတဲ့ရင်ဆိုင်လိုက်ပါတယ်။ TN စိတ်ငြိမ်သွားတဲ့အခါမှာတော့သူဟာကြီးလေးတဲ့အမကိုလို့မိမှန်ပြီးသွားပြီးမြဲနောက်ကျသွားပါပြီ။သူနဲ့လီတို့ဟာရှောင်းလင်ကျောင်းတော်ကနေနင်းထုတ်ခံလိုက်ပါတယ်။မထွက်ခွာခင်မှာသူတို့ဟာသူတို့ရဲ့ချစ်လာသွားသောတပည့်တွေကိုခွဲခွာရမှာစိတ်မကောင်းဖြစ်နေတဲ့ဆရာကြီးကိုဒူးတောက်တောင်းပန်ခဲ့ကြပါတယ်။သင်္ကန်းစာတွေကိုနာယူပါမယ်လို့ကတိပေးပြီးနောက်မှာတော့သူတို့နှစ်ဦးဟာရှောင်းလင်ကျောင်းတော်ကိုနှုတ်ဆက်ထွက်ခွာခဲ့ကြပါတယ်။သူတို့ဟာလော်ဂီလောကရဲ့အန်ဒီယေတွေကိုတတိမထားပြီးကြပါဘူး။အစပိုင်းမှာလက်ယုံရည်ကိုအားကိုးကိုရည်ရွယ်ထားပြီးမြဲအချိန်ချင်းအခက်ခဲတွေနဲ့ရင်ဆိုင်ရပါတယ်။တစ်ချိန်တည်းမှာပဲလမ်းမပေါ်ကလူမိုက်တွေဟာပြည်သူတွေကိုနှိပ်စက်နေကြပါတယ်။သူတို့ဟာရှုလို့ခေါ်တဲ့အမျိုးသမီးတူကိုပြစ်မှတ်ထားခဲ့ပြီးမြဲသူမကကျွမ်းကျင်စွာတုံ့ပြန်တိုက်ခိုက်ပြီးခိုးယူထားတဲ့ပစ္စည်းတွေကိုပိုင်ရှင်တွေစီပြန်ပေးခဲ့ပါတယ်။ဒေါသထွက်သွားတဲ့လူမိုက်တွေဟာရှုကိုဝိုင်းဝန်းတိုက်ခိုက်ကြပြီးသူမကိုအလင်းအမြန်ဖိမိလိုက်ပါတယ်။အချိန်မီမှာပဲ TN နဲ့လီတို့ဝင်ရောက်လာပြီးလူမိုက်တွေကိုအမြန်ဆုံးနှိမ်နင်းလိုက်ပါတယ်။အမျိုးသမီးတစ်ခါမှမမြင်ဘူးတဲ့ TN ဟာရှုကိုငေးကြည့်ပြီးစိတ်ဝင်စားသွားပါတယ်။ဒါပေမဲ့လီကတိုက်ပွဲထဲမှာရှိနေသေးတာကိုတတိရတဲ့အခါမှာတတိပြန်ဝင်လာပါတယ်။အဲ့ဒီအချိန်မှာပဲအာနာပိုင်တွေရောက်လာပြီးရှုကသူတို့နှစ်ဦးကိုလွတ်မြောက်ဖို့အမြန်ခေါ်သွားပါတယ်။လူတိမခံရအောင်သူမကမြင်းတွေကိုအသုံးပြုပြီးသူတို့အတွက်ထူးခြားတဲ့စပင်းပုံစံကိုဖန်တီးပေးခဲ့ပြီးစစ်တောက်လေးရဲ့လိုက်လံဖန်ဆီးမှုကနေအောင်မြင်စွာရှောင်သိမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့လမ်းမပေါ်ကိုရောက်တဲ့အခါမှာတော့အရက်သားတွေကိုမောင်းထုတ်နေတဲ့အရာရှိအုပ်စုကြီးတစ်ခုနဲ့တွေ့ဆုံခဲ့ရပါတယ်။မကြာခင်မှာပဲဒေသခံမင်းဆိုအနုံရှိနဲ့သူ့ညီမတော်စီးနှင်းလာတဲ့ဝေါ်ရန်ကန်းကိုသူတို့မြင်တွေ့လိုက်ပါတယ်။ဒီခါနာတဲ့မြင်ကွင်းကိုကြည့်ရင် TN ဟာအားကြမနာဖြစ်နေပါတယ်။အသက်ကယ်ပေးတဲ့အတွက်ကျေးဇူးတင်စကားပြောဖို့ရှုကသူတို့နှစ်ဦးကိုတဲကိုကန်းတစ်ခုမှထမင်းစားကိုဖိတ်ခေါ်ပါတယ်။ရှေ့မှာရှိနေတဲ့စူဖြိုးလာသောစားတောက်ပွဲကြီးကိုမြင်တဲ့အခါ TN ဟာသူ့ရဲ့တီလာတွေကိုချက်ချင်းဖောက်ခက်လိုက်ပါတယ်။လီကတော့အနီးနားမှာစောင်းတီးနေတဲ့ Snow လို့ခေါ်တဲ့အမျိုးသမီးစီမှာအာယုံရောက်နေတဲ့အတွက်စားဖို့ခက်ခဲနေပါတယ်။အဲ့ဒီချိန်မှာပဲလာပါစွာဝတ်ဆင်ထားတဲ့အမျိုးသမီးတူဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဝင်လာပြီးသူမဟာမိန်းမစိုးရဲ့ညီမဖြစ်ကြောင်းသိလိုက်ရပါတယ်။
သူတို့ထိုင်လိုက်တဲ့အခါစောင်းတီးနေတဲ့အမျိုးသမီးကဖြည်းဖြည်းချင်းအနာတိုးသွားပြီးသူမရဲ့ခင်ပွန်းကိုမှတ်မိသွားပါတယ်သူမကစနိုးကိုပြောပြတာကတော့ပျောက်ဆုံးနေတဲ့သူမရဲ့ခင်ပွန်းဟာအခုခါမိန်းမစိုးရဲ့မိသားစုတွေကိုလက်ထပ်ဝင်ရောက်သွားပြီးသူမကိုမောက်မစွာလှောင်ပြောင်းနေတဲ့ဆိုတာပါပဲခင်ပွန်းဖြစ်သူရဲ့တိုက်ခါမေမှုကိုစိတ်ပြတ်သွားတဲ့စနိုးကသူ့ကိုခွေးတကောင်လိုပြင်းပြင်းထန်ထန်ဆေးရည်ပြီးသူတစ်ချိန်ကပေးခဲ့တဲ့စောင်းကိုပြန်ပေးလိုက်ပါတယ်မထင်းမပဲနှုတ်နယ်ပုံရတဲ့စနိုးဟာကိုကန်မီယာကျွမ်းကျင်သူတူဖြစ်နေပါတယ်မိန်းမစိုးရဲ့ညီမကလည်းတကြော်လေးအစွမ်းထက်ပါတယ်သူ့ရဲ့တိုက်ပွဲဟာအလွန်လှပပြီးအချီအနှဲငယ်အထိဘသူမှအသာမရကြပါဘူးရုတ်တရက်စနိုးကလေထဲကိုခုန်တက်ပြီးပြင်းထန်တဲ့ကန့်ချက်တစ်ခုကိုရှောင်လိုက်ကပြိုင်ဘက်မထင်မှထားတဲ့အချိန်မှာပဲသူမကိုမိကအတော်ဝေးဝေးကိုကန်ထုတ်လိုက်ပါတယ်ခင်ပွန်းဖြစ်သူကသူမကိုနှစ်သိမ့်ကိုစ조사ပေးမယ်ဖျက်ရိုက်ခြင်းခံလိုက်ရပြီးအဲ့ဒီဒေါသကိုစနိုးအပေါ်မှာပြန်ပုံချပါတယ်လီကမခံမရနိုင်ဖြစ်ပြီးခင်ပွန်းဖြစ်သူကိုကန်ချလိုက်ကသူ့ရဲ့လူမိုက်တွေနဲ့တိုက်ခိုက်ပါတော့တယ်ပြင်းထန်တဲ့ရန်ပွဲကအာနာပိုင်တွေရဲ့အာယုံကိုခံလိုက်ရပြီးသူတို့ဟာတတိလေးနေတဲ့စနိုးကိုခေါ်ပြီးအလင်းအမြန်ထုတ်ပြေးခဲ့ကြပါတယ်စစ်သားတွေလက်ကနေကတိကတလွတ်မြောက်လာတော့မှတော့ညစ်နေနေပါပြီရှူကသူတို့ကိုညအိနားကိုတိတ်ခုန်ခိုင်းထဲမှာခေါ်ပုံးထားပါတယ်တီယန်ကအရာရှိတူထိလာဖို့သူ့ရဲ့အီမန်းချက်ကိုပြောပြပြီးလီကတော့ရိုးရှိတဲ့ပေါ်အားမှာပဲနေကျင်ပါတယ်သူတို့စကားပြောရင်းတဖြည်းဖြည်းအိပ်ဖြိုသွားကြပြီပဲဘေးကန်းကရေမောတန်းကြောင့်နိုးလာကြပါတယ်သူတို့ခိုးနှားထောင်လိုက်တဲ့အခါတိတ်ခုန်ခိုင်းတဲ့ကလူတွေဟာအာနာပိုင်တွေနဲ့မိန်းမစိုးကိုစတင်တိုက်ခိုက်နေတဲ့သူရဲကောင်းတွေထင်မှန်းသိလိုက်ရပါတယ်နောက်နေ့မှာတော့အဲ့ဒီလူတွေအတွက်ဝရန်စာကတ်ထားကကိုမြင်ပြီးတီယန်ကစုငွေရဖို့တရင်ပို့ဖို့စဉ်းစားပါတယ်ဒုက္ခမရောက်ချင်တဲ့လီကသူ့ကိုတားဆီးလိုက်ပါတယ်အခုသူတို့မှာပတ်စံတပြားမှမရှိတော့တဲ့အတွက်တီယန်ကစိုက်ကန်ဖွင့်ပြီးဖြောပြင်းရင်ပတ်စံချဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ကြီးတယောက်ကတားကိုသဘောကျပြီးလီလက်ထဲကိုပတ်စံတွေထည့်ပေးကသူကိုယ်တိုင်လည်းလက်တီးချက်တွေအချင်းချင်းထိုးရင်းပင်ပန်းထွက်ပါတယ်ဒါကိုမြင်တဲ့တီယန်ကဖြောပြင်းမှုတွေမှာအမြန်ဝင်ပါလိုက်ပါတယ်အားမရသေးတဲ့တထေးကြီးကငွေတင်ကားတွေကိုသူတို့စီပက်ထုတ်လိုက်ပြီးသူ့ရဲ့အစေခံတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးပါတယ်ရှောင်းလင်ကျောင်းတော်မှာလိကျင်လာတဲ့သူတို့အပတော့ဒီရိုက်နှက်မှုတွေကခန်းနိုင်ရရှိပါတယ်သူတို့မြေပြင်ပေါ်ကဒင်ကိုက်ပြားတွေကိုကောက်နေတော့မှာပဲစစ်သားတစုရုတ်တရက်ရောက်လာပြီးသူတို့စီကအခွန်တောင်းပါတယ်လီကအရာရှိတွေဟာမလေးမစားလုပ်တယ်လို့ခံစားပြီးထွက်သွားဖို့ပြင်ပေးမယ်တီယန်ကဒါဟာအရာရှိတွေနဲ့မိတ်ဆွေဖြစ်ဖို့အခွင့်အရေးလို့မြင်ပြီးသူ့ကိုဆွဲထားလိုက်ပါတယ်သူဟာငွေတင်ကားအလုံးကိုအလိုက်တင်ပေးရလိုက်ပြီးအရာရှိတွေကိုအလွန်အမြင်ဖားရပါတယ်တီယန်ကသူတို့ကိုလက်တီးခြေသီးတွေနဲ့ဖျော်ဖြေပြတဲ့အခါစစ်သားတွေကသူတို့ကိုစစ်တပ်ထဲသွင်းဖို့သဘောတူလိုက်ပါတယ်ဒါကိုကြားတော့တီယန်ကအညံဝမ်းသာသွားပြီးစစ်တပ်ထဲဝင်ဖို့စိတ်အားထက်သန်နေပေမဲ့လီကတော့အဲ့ဒီလိုမဟုတ်ပါဘူးလီရဝင်လေးမှုကိုမြင်တော့တီယန်ကသူ့ကိုအတင်းအကျပ်မတိုက်သွင်းပါဘူးနောက်မှပြန်လာခေါ်မယ်လို့ဂရိပေးပြီးတီယန်ဟာနောက်လည်းမကြည့်ပဲထွက်ခွာသွားပါတယ်ဒီလိုနဲ့ညီကိုနှစ်အောင်ဟာလမ်းခွဲခဲ့ကြပါတယ်လီဟာတီးခိုခန်းကိုပြန်သွားပြီးအဲ့ဒီကသူရဲခေါင်းတွေနဲ့ယဉ်နေသွားပါတယ်ဒါပေမဲ့သူတို့ရဲ့အေးချမ်းတဲ့နီးရက်တွေကခဏပါတယ်အာနာပိုင်တွေကအခွန်လာကောက်ပါတယ်လီကသူတို့ကိုအကျိုးအချောင်းပြောဆိုဖို့စ조사ပြီးမဲ့စစ်သားတွေကတိုက်ခိုက်ပြီးသူ့ကိုပေါင်းမုံပြားတွေအတင်းကျွေးပါတယ်ဒါဒီမခတဲ့လီကိုဒူးထောက်ခေါင်းမုံခိုင်းပါတယ်စနိုးကမခံမရနိုင်သီးပြီးစစ်သားတွေကိုကန်လက်ရကနေလီလဲတီးခန့်လိုင်စွမ်းကုံဆုံးသွားပြီးတိုက်ပွဲစပါတော့တယ်စစ်သားတွေမှာလက်နက်တွေရှိပေမဲ့လည်းသူတို့ရဲ့အင်အားကိုမရှင်းနိုင်ပါဘူးလီရဲ့ပြင်းထန်တဲ့ခေါင်းနဲ့တိုက်ချက်ကြောင့်စစ်သားအလုံးရှုံးနေသွားပါတယ်သူတို့အလောင်းတွေကိုရှင်းလင်းဖို့ပြင်းတော့မှနဲ့တေးချင်းအောင်ဆောင်နေတဲ့တိလောက်ကထပြေးပြီးတင်းပို့ဖို့ကြိုးစားပါတယ်လီကသူ့လောက်ကိုကြောင်ကရန်သေးလန်ဖမ်းဆီးပါတယ်နောက်ဆုံးမှာစစ်သားဟာစစ်စခန်းကိုရောက်သွားတဲ့အခါအနီးနားမှာကင်းလည်နေတဲ့တီယန်ကသူ့ကိုအမြန်တပ်ပစ်လိုက်ပါတယ်ကြာမင်းစွာစောင့်ဆိုင်ခဲ့ရတဲ့ပြန်လဲဆုံတွေ့မှုအပြီးမှာတီယန်ကလီကိုပြန်လွတ်လိုက်ပါတယ်ဒါပေမဲ့နောက်ွယ်ကကြံစီမှုတွေကိုတော့မသိရှိကြပါဘူးရက်အနေငယ်အကြာတေးခိုခန်းကိုလူတွေထမင်းစားနေတော့မှတီယန်ပြေးဝင်လာပြီးစစ်သားတွေကိုတတ်ခဲ့တာကိုတီးထွားပြီးထိကြောင်းမင်းမစိုးကသူတို့ကိုတတ်ဖို့လူလွတ်လိုက်ပြီးဖြစ်ကြောင်းအကြောင်းကြားပါတယ်ဒါကိုကြားတော့သူတို့ချက်ချင်းတင်းချောင်ကြပါတယ်တပ်တွေတွေကိုဖက်စီးပေးခဲ့တဲ့တေးခိုခန်းပိုင်ရှင်ကတော့ရောက်ရှိလာတဲ့မင်းမစိုးရဲ့တတ်ခဲ့ခြင်းကိုခံလိုက်ရပါတယ်တေးခိုခန်းပိုင်ရှင်နဲ့ကြောင်းမဲ့ဖွဲ့တေးဆုံးမှုကိုမြင်တဲ့အခါသူတို့ဟာကလဲစားချေဖို့စစ်စခန်းကိုတိုက်ခိုက်ဖို့စီစဉ်ကြပါတယ်တီယန်ကအကြံပြုတာကတော့နောက်နှစ်ရက်နေရင်စစ်တပ်ကမြစ်ကိုဖျက်ပြီးလေ့ကျင့်ရေးဆင်းမှဖြစ်လို့စစ်စခန်းမှာစစ်သားတွေရှိမှမဟုတ်ဘူးအဲ့ဒီအချိန်ဟာမင်းမစိုးကိုလုတ်ကြံဖို့အကောင်းဆုံးအချိန်ဖြစ်ပြီးသူကအထွင်းလူအဖြစ်ကူညီမယ်လို့ပြောပါတယ်နေ့ရက်အကြာမှာလီကဦးဆောင်ပြီးစစ်စခန်းနဲ့ဝင်တော့ပါတယ်သူတို့မင်းမစိုးကိုရင်ဆိုင်ဖို့ရှေ့ကိုတိုးထွားတဲ့အချိန်မှာပဲစစ်သားအုပ်ကြီးကသူတို့ကိုဝိုင်းလိုက်ပါတယ်မင်းမစိုးကသူတို့ရဲ့အစီအစဉ်ကိုအစကတည်းကတီးနေခဲ့တာဖြစ်ပါတယ်အမိန်ပေးလိုက်ကနဲ့စစ်သားတွေတိုက်စစ်ဆင်လာပြီးတီယန်ကလည်းသူတို့ကိုဓာတ်နဲ့ပြန်တိုက်ခိုက်ကရုံရင်ဆန်ခဲထိကုန်ပါတယ်အစွမ်းကုန်ကြိုးစားပေမဲ့စစ်သားဥယျာဉ်များလွန်းတာကြောင့်သူတို့အဖွဲ့ဝင်အပြားပြားချဆုံးကုန်ပါတယ်အခြေအနေမဟန်တော့တာကိုမြင်တဲ့အခါနတ်ဆရာကမြေပြင်ပေါ်မှာချက်ချင်းတေးချင်းအောင်ဆောင်လိုက်ပြီးတီယန်ကတော့အခွင့်အရေးကိုအရယူကရှုကိုတတိလစ်အောင်လုပ်ပြီးခေါ်ဆောင်သွားပါတယ်လီနဲ့စနိုးပဲစစ်မြေပြင်မှာချန်ရစ်ပါတယ်စနိုးကလုတ်ချံပေါ်အောင်မြင်ခါနေအချိန်မှာပဲတီယန်ကရှေ့ကိုခုံးတက်ပြီးသူ့မှာကိုနှိမ်နှင်းလိုက်ပါတယ်သူ့မှာမိတ်မဆိုးရဲ့ရှေ့မှာရပ်နေပြီးသူတို့တအူလုံးကတော့သူတို့ကိုတစ္ဆာဖောက်ခဲ့တာတီယန်ဖြစ်နေမှမယုံနဲ့တော့တီးလိုက်ရပါတယ်စစ်သားတွေပူရောက်လာတဲ့အခါနတ်ဆရာကမြင်းနဲ့ရောက်လာပြီးလီကိုအချိန်မီကျိုးနဲ့ဆွဲခေါ်နေခဲ့ပါတယ်နောက်ဆုံးချိန်မှာလီကစနိုးကိုပါခေါ်ဖို့ကြိုးစားပေမဲ့သူမကြောပေါ်ကကျိုးကပြတ်သွားပါတယ်ဒါကြောင့်လီကတော့အသက်ဘေးကလွတ်မြောက်သွားပြီးစနိုးကတော့ကြာဆုံးမှုများပြလာတဲ့စစ်စခန်းမှာကြံရစ်ခဲ့ပါတယ်တချိန်တည်းမှာပဲတီယန်ဟာဒီကိစ္စကြောင့်ယာတူတိုးသွားပါတယ်အခြားတစ်ဖက်မှာတော့လွတ်မြောက်လာတဲ့ ညီကိုတွေကအမားအားလုံးကိုလိအပေါ်ပုံချကြပါတယ်။နတ်ဆရာတယောက်ကလည်းပဲအားလုံးကလိကိုစွန့်ခွာသွားကြပါတယ်
အဲ့ဒီညမှာ TN ကရှူးကိုသူ့အခန်းထဲမှာချီနှောင်ထားပြီးကြိုးဖြီပြီးနောက်မှာတော့အတင်းအကျပ်ဖိနိုင်ပါတယ်အဲ့ဒီနောက်မိမဆိုးကိုလာပြီးကာမကိုနောက်လိုက်နေတဲ့အတွက်သူ့ကိုလောင်းပြောင်ပါတယ်ရုတ်တရက်ရှူးကဓာတ်နဲ့ထားလာပြီးတေဆုံးသွားတဲ့သူမရဲ့ညီကိုတဲ့အတွက်ကလဲစားချေဖို့ကြိုးစားပါတယ်မိမဆိုးရဲ့ရှေ့မှာသူ့ရဲ့အရှင်ဝါကိုပြသဖို့အတွက် TN ကရှူးကိုလောက်ဝါတစ်ချက်တည်းနဲ့ရိုက်ချလိုက်ပါတယ်နောက်နေ့မှာလီကစနိုးကိုကေဖို့စစ်စခန်းကိုရောက်လာပေမဲ့ TN ကသူ့ကိုစောင့်နေပါတယ် TN ကလီကိုသူနဲ့ပူပေါင်းဖို့ဆက်ပြီးဖြောင်းဖြပေမဲ့လီကတော့ TN ရဲ့တစ္ဆာဖောင်းမှုကအကျိုးဆက်တွေရှိလာလိမ့်မယ်လို့ပြောပြီးပြက်ပြက်သားသားငင်းဆိုပါတယ်လီကစိတ်မဖြောင်းကကိုညင်းတော့ TN ဒေါသထပ်သွားပြီးဓာတ်နဲ့ရှေ့တိုးလာပါတယ်လီကလည်းဝန်လင်းမှုမရှိပဲပြန်တိုက်ပါတယ်တချင်ကညီကိုတွေဟာအခုတော့ရန်သူတွေဖြစ်ပြင်းထန်တဲ့တိုက်ပွဲဆင်နွှဲကြပါတယ်အချီအနှဲငယ်ပြီးမှလီကအရေးနေလာပါတယ် TN ကလီကိုဓာတ်နဲ့ထိုးပေမဲ့လီကလက်မလျှော်ပဲအထက်အတန်ပြန်တိုက်ပါတယ်သူတို့ဟာတစ်သားမျောစင်ပေါ်အချီတက်တိုက်ကြပြီးဓာတ်ရှင်းရိုက်ခတ်မှုတွေကြောင့်ဓာတ်တွေမှာအကြောင်းတွေအများကြီးဖြစ်ကုန်ပါတယ်နောက်ဆုံးမှာတော့တိုက်ခိုက်မှုတန်းကြောင့်သူတို့ရဲ့ဓာတ်တွေအကွဲသွားပါတယ် TN က မျောစင်ကိုထောက်ထားတဲ့အတိုင်းကိုကန်ထုတ်လိုက်တဲ့အတွက်အပေါ်မှာချီနှောင်ခံထားရတဲ့စနူးဟာဟန်ချက်ပဲသွားပါတယ်လီဟာမျောစင်တစ်ခုလုံးကိုသူ့ခန္ဓာကိုယ်နဲ့ထိန်းထားရတဲ့အတွက် TN ကတိုက်ခိုက်ဖို့ခွင့်ရရသွားပါတယ်အချိန်ချင်းကန်ရပြီးနောက်လီဟာမျောစင်ပေါက်ကနေပြုတ်ကျသွားပါတယ်ကန်ကောင်းထမှုစွာနဲ့စနူးဟာအချိန်မီကျိုးဖြေနိုင်ခဲ့ပြီးလီနဲ့အတူစစ်တဆန်းကနေထုတ်ပြေးနိုင်ခဲ့ပါတယ်ဒီလိုညီကိုချင်းတက်ကြတဲ့တိုက်ပွဲပြီးမှလီဟာစိတ်နှလုံးကြေကွဲပြီးစိတ်ဖောက်ပြန်ကယူသွားသွားပါတယ်နတ်ဆရာကဘလောက်ကျူးစားပြီးမိတ်လီကိုစိတ်မှန်အောင်ပြန်မလုပ်နိုင်ခဲ့ပါဘူးလီဟာနေ့တိုင်းတတ်မှတ်ထားတဲ့အချိန်မှာယူသွားနေပါတယ်ဒီအချိန်ကိုမြင်ရတဲ့စနိုးကဒါဟာအဖေမဟုတ်ဘူးဆိုတာသိလိုက်ပြီးသူ့ကိုဒီဒုက္ခကနေကယ်တင်မှုဆုံးဖြတ်လိုက်ပါတယ်သူတို့ဟာတောထဲမှာထင်းခွေနေတဲ့လယ်သမားတယောက်နဲ့တွေ့ပါတယ်သူ့ဇနီးကကလေးမွေးကထိလူအိမ်ကိုအမြန်ပြန်ဖို့အတွက်လယ်သမားဟာသူတဲလာတဲ့ထင်းတွေကိုချထားခဲ့ပါတယ်ဒီမင်းကွင်းကိုမြင်တဲ့အခါလီဟာတင်ကန်းစာတစ်ခုကိုရုတ်တရက်နားလည်သွားပါတယ်ဝန်တော့ဝန်ဘိုးတွေကိုချထားခဲ့ပြီးအသက်ကနေပြန်ဆပါဆိုတာပါပဲသူဟာအမြန်ပြန်သွားပြီးဆရာကြီးတစ်ချိန်ကပေးခဲ့တဲ့ချီကောင်းကျင့်စဉ်ကိုပြန်ယူပါတယ်နင်းညမပြတ်လေ့ကျင့်ပြီးနောက်မှာတော့နောက်ဆုံးမှာသူဟာကိုခန့်ပညာအသက်တစ်ခုကိုအကုန်စင်နားလေသဘောပေါက်သွားပါတယ်သူနားလေသဘောပေါက်သွားတဲ့ပညာကတော့တခြားမဟုတ်ပဲကြော်ကြောက်လာတဲ့ထိုက်ချီကွမ်းပညာပဲဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲတီယန်ကလီကိုလိုက်ရှာရင်ပြည်သူတွေကိုရဲရဲဆက်ဆက်တတ်ချက်ကနာလီရှိတဲ့နေရာကိုပြောပြဖို့အတင်းကျပ်လုံးနေပါတယ်ဒါကိုသိရတဲ့အခါလီနဲ့အခြားသူတွေဟာတီယန်ရဲ့ရက်ဆက်မှုတွေကိုရပ်တန့်ဖို့အစီအစဉ်တစ်ခုဆွဲကြပါတယ်ဒီနေ့မှာတော့မိန်းမဆိုဟာလူခုကြီးနဲ့အတူလမ်းမပေါ်ကနေဖြတ်လာပါတယ်ရုတ်တရက်စနိုးနဲ့လီတို့ဟာအပေါ်ကနေဆင်းလာပြီးတီယန်ကိုချင်းချောက်ဖို့အတွက်မိန်းမဆိုးကိုဖမ်းဆီးဖို့ကြိုးစားပါတယ်မိန်းမဆိုးကစနိုးကိုဓာတ်နဲ့တိုက်ခိုက်ပါတယ်တချီနဲ့မှာပဲလီကစစ်သားအောက်စုကိုရင်ဆိုင်ပါတယ်နူးညံ့နဲ့လက်ဝါးချက်တန်သူဟာစစ်သားတွေလက်ထဲက လန်တွေကိုအလွယ်တကူချိုးဖောက်ပစ်လိုက်ပြီးစစ်သားတွေရဲ့အင်ဟာကိုသူတို့စီပြန်တုံးချလိုက်ပါတယ်စနိုးနဲ့မိန်းမဆိုးကတော့မြေပြင်ကနေတစ်သားမျောစင်အပေါ်အထိပြင်းထန်စွာတိုက်ခိုက်ကြပါတယ်ခဏအတွင်းမှာသူတို့ဟာအင်ဟာချင်းပြတ်ဟနေပါတယ်စနိုးကသူ့ရဲ့ဥထုပ်ကိုရိုက်ချလိုက်တဲ့အခါမိန်းမဆိုးဟာကြောက်လန့်တကြားနဲ့အားနည်းချက်ကိုပြမိသွားပြီးစနိုးကသူ့ကိုမြေပြင်ပေါ်ကိုအမြန်ကန်ချလိုက်ပါတယ်သူတို့နှစ်ဦးဟာအရှက်ရနေတဲ့မိန်းမဆိုးကို TN ရဲ့ရှေ့မှာနမူနာပြဖို့အတွက်စစ်စခန်းကိုခေါ်သွားပါတယ် TN ကတော့အရှော့မပေးပဲသူဘာမှအမှားမလုပ်ခဲ့ဘူးလို့ပြောနေစေပါကြောက်တတ်တဲ့မိန်းမဆိုးကတော့အခြေအနေကိုကြည့်ပြီး TN ကိုချက်ချင်းဒူးထောက်ပြီးတောင်းပန်ဖို့အမိန့်ပေးပါတယ်အမိန့်ကိုမဖီဆန်နိုင်တဲ့အတွက် TN ကလိုက်နာရပါတယ် TN ကလီကိုမိန်းမဆိုးကိုချမ်းသာပေးဖို့သူ့ရဲ့အခုယာရူးဟာသူ့ရဲ့ကြိုးစားမှုရလဖြစ်တယ်လို့အကျိုးချောင်းပြပြောပါတယ်ဒါပေမဲ့လီကတော့သူတို့ရဲ့တငယ်ချင်းတရောစင်ကိုတစ္ဆာဖောက်ခဲ့တယ်လို့ဆွဆွဲပြီး TN ကိုအပြစ်မပေးဘဲမလွတ်ဘူးလို့ကြေညာပါတယ် TN ကသူ့အသာရနေတယ်လို့ထင်ပေမဲ့လီရဲ့စက်တိုက်လှုပ်ရှားမှုတွေအောက်မှာပိတ်မိနေပါတယ်ဒါတင်မကပဲလီကသူ့ကိုလက်ဝါးချစ်နဲ့လွင့်ထွက်သွားအောင်လုပ်လိုက်ပါတယ်သူ့ထက်အပက်ပက်ကနှိမ်ကြခဲ့တဲ့လီဟာဘယ်လိုကြောင့်ဒီလောက်အစွမ်းထဲလာရတာလဲဆိုတာ TN မယုံနိုင်အောင်ဖြစ်နေပါတယ်သူလီစီကိုပြန်ပြေးဝင်ပြီးပြင်းထန်တဲ့တိုက်စစ်ကိုစတင်ပြီးမြဲသူ့ရဲ့တိုက်ကွက်တိုင်းဟာလီရဲ့အတွင်းအားတွေကြောင့်လွင့်ထွက်ကုန်ပါတယ်လီကသူမမြင်ဘူးတဲ့နီးစနစ်တွေကိုတုံးနေတဲ့အတွက် TN ဟာဘာမှမတတ်နိုင်ပဲအပြစ်မဲ့တဲ့စစ်သားတွေကိုလူသားတိုင်းအထက်သူ့ရှေ့ကိုတွန်းပို့ပါတယ်ဒါပေမဲ့လက်ရှိလီအတွက်တော့ဒီစစ်သားတွေကိုကင်တွယ်ရတာကလေးကစားစရာလိုပါပဲ TN ကစစ်သားတွေကိုထပ်ပြီးရှေ့ကိုတွန်းဖို့ကြိုးစားတဲ့အခါမှာတော့သူတယောက်တည်းကြံနေမှန်းတီးလိုက်ရပါတယ်တိုက်ရိုက်ရင်ဆိုင်လို့မနိုင်မှန်းတီးတော့ TN ကလီရဲ့ လှူရှားမှုတွေကိုနှောက်ယှက်ဖို့အမြင့်ပိုင်းကိုဆုတ်ခွာသွားပါတယ်တကယ်ပဲလီဟာခဏတာအရင်နှိမ့်တယ်လို့ဖြစ်ပြီးနောက်ကိုဆုတ်ပေးလိုက်ရပါတယ်ဒါပေမဲ့သူဟာဟန်ချက်ကိုပြန်ထိန်းလိုက်ပြီးလက်ဝါးချက်အနှင်းငယ်နဲ့ပဲ TN ကိုမြူလီပေါ်ပြန်ကျသွားအောင်လုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာစနိုးကမိမဆိုးကိုခေါ်ပြီးရောက်လာပါတယ်ဒေါသအလုံးမင်ထွက်သွားတဲ့ TN ဟာသူ့ရဲ့အားနည်းချက်ကိုဖယ်ရှားတဲ့အနေနဲ့မထင်မပဲမိမဆိုးကိုတတ်ပစ်လိုက်ပါတယ်ဒါတောင်မှသူဟာလီကိုမရှင်နိုင်သေးပါဘူးဘေးနားကစစ်သားတွေကလည်းသူ့ရဲ့အသေးအတန်အခြေအနေကိုမြင်ပြီးလီကိုသူ့ကိုအဆုံးစီရင်ဖို့တိုက်တွန်းကြပါတယ် TN ကမိဘပေါ်မှာခန်းစစ်မရှိပဲလဲချနေရင်လီကိုခွတ်လွတ်ဖို့တောင်းပန်ပါတယ်ငယ်စဉ်ကတည်းကရှိခဲ့တဲ့တန်ရိုးစင်းကြောင့်လီဟာဝေခွဲမရဖြစ်နေပါတယ်ဒါပေမဲ့သူစဉ်းစားနေတော့မှပဲ TN ကရုတ်တရက်လမ်းကိုဆွဲယူပြီးမထီမပဲတိုက်ခိုက်ပါတယ်ဒါပေမဲ့လီကအဲ့ဒီတိုက်ကွက်ကိုပြန်လဲလွဲထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာတော့လီဟာဘာညာတာမှုမှမပြတော့ပဲ TN ကိုအချင်းချင်းကန်ပြီးလီတဲကိုမြောက်တင်လိုက်ပါတယ်နောက်ဆုံးမှာတော့ TN ဟာစစ်သားတွေကြိုက်ခါတဲ့လမ်းပေါ်ကိုကြောက်ပြီးတေဆုံးသွားပါတယ်အဲ့ဒီနောက်မှာတော့လီဟာကိုပိုင်ကိုခံပညာတစ်ခုကိုတီးထောင်ခဲ့ပြီးဝူဒန်ကိုင်းကိုတီးထောင်ကနောက်ဆုံးမှာကိုင်းစရာကြီးတူဖြစ်လာပါတော့တယ်